ဒါပေမဲ့ Niace က rocket punch ကိုအလုပ်ဖြစ်တဲ့တိုက်ခိုက်ရေးနည်းတစ်ခုဖြစ်အောင်လုပ်နိုင်တဲ့တစ်ခုတည်းသောနီလန်ကဒါပဲရှိတာပါလို့ရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ MLG က Liam ကိုဆက်သွယ်လာပြီးပင်လယ်ဓာတ်ပြတင်မောတွေက10ဆဲကိုသာဖမ်းမိခဲ့တယ်လို့ပြောပါတယ်3ဆဲကတော့ဖျက်ဆီးပစ်နိုင်ခဲ့ပြီးကျန်တဲ့6ဆဲကထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်းအစီရင်ခံပါတယ် Liam ကတော့ဒီရလက်ကိုအောင်ပွဲလို့သတ်မှတ်ပြီးအလုပ်ကောင်းကောင်းလုပ်ခဲ့တဲ့ MLG လို့ချီးကျူးလိုက်ပါတယ်မကြခင်မှာပဲသူ့တပ်ဖွဲ့ရှုံးနိမ့်သွားတဲ့သတင်းဟာပင်လယ်ဓာတ်ပြခေါင်းဆောင်ကရဲ့ဓာတ်ခွဲခန်းကိုရောက်ရှိသွားပါတယ်သတင်းကြားတာနဲ့ဂုံစကအရန်ဒေါသထွက်သွားပါတယ်သူ့လက်ထောက်ကကျွန်တော်တို့လူတွေကရန်သူကိုရှော့တွက်ခဲ့လို့ရှုံးနိမ့်သွားတာပါဆုံးရှုံးမှုပိုမှများအောင်စုတ်ခွာလာခဲ့ကြတာပါလို့ရှင်းပြပါတယ်ဒါပေမဲ့ဂုံစထွက်ပြေးလာတဲ့ပင်လယ်ဓာတ်ပြတွေကိုတတိမရှိတဲ့ကြောက်ရွံ့သူတွေလို့ဆဲဆိုပြီးငါအဖွဲ့ထဲမှာအရှုံးသမားတွေကိုမထားဘူးလို့ကြေညာလိုက်ပါတယ်ပြီးတော့တပ်ဖွဲ့တစ်ခုလုံးကိုအသင့်ပြင်ထားဖို့လက်ထောက်ကိုအမိန့်ပေးပါတယ်အကြောင်းကတော့ထွက်ပြေးလာတဲ့သူလူတွေကိုကိုယ်တိုင်တက်ပစ်ပြီး Captain Gauza ကြာရှုံးမှုကိုလုံးဝခွင့်မလွတ်ဘူးဆိုတဲ့သတင်းကိုလူတိုင်းသိစေချင်လို့ဖြစ်ပါတယ် Gauza ကကိုယ်တိုင်စစ်တပ်ကိုဦးဆောင်ဖို့ပြင်ဆင်ပြီးသူ့ရဲ့နောက်ဆုံးစမ်းသက်ခံအမျိုးသမီးကိုခဏလောက်စောင့်နေဦးနောက်မှမင်းနဲ့ပြောမယ်လို့ပြောလိုက်ပါတယ် Liam ဘက်မှာတော့သူဟာပင်လယ်ဓာတ်ပြတွေကိုအနိုင်ရခဲ့တဲ့အတွက်ကျေနပ်နေပြီးသူ့ကြိုအပြင်ဘက် Space Station မှာဆင်းသက်လိုက်ပါတယ် MLG က Liam ရဲ့ပထမဆုံးစစ်ပွဲအောင်ပွဲအတွက်ဂုဏ်ပြုပါတယ် Liam ကအနိုင်ရတာထက်ပိုကောင်းတာကလေရလာတာပဲလို့ဝမ်းသာစွာပြောလိုက်ပါတယ် MLG က Empire ဥပဒေအရပင်လယ်ဓာတ်ပြတင်မောကိုဖမ်းမိရင်တင်မောရောအထက်ကပစ္စည်းအလုံးပါဖမ်းမိတဲ့သူပိုင်ဖြစ်သွားတယ်လို့ရှင်းပြပါတယ်ဒီစကားကြတော့ Liam ကရွှေငွေတွေနဲ့အပြည့်ဖြစ်နေမှာပဲလို့စိတ်လှုပ်ရှားသွားပါတယ်ဒါပေမဲ့တကယ်တွေ့ရတာကရွှေငွေထက်တောင်ပိုတန်မိုးကြီးတဲ့ပစ္စည်းတွေဖြစ်နေပါတယ်စစ်သားတွေကပင်လယ်ဓာတ်ပြတင်မောတွေကနေ Adamantite မက်သလိုရှားပါသတ္တုတွေနဲ့ပြည့်နေတဲ့တစ်တာကြီးတွေကိုထုတ်လာပါတယ် MLG ကဒီသတ္တုတွေဟာအရန်တန်မိုးကြီးတယ်လို့ပြောပါတယ်ဒါပေမဲ့ Liam ကမကျေနပ်ပါဘူးသူလိုချင်တာကရွှေနဲ့စိန်ဖြစ်နေလို့ပါ MLG ကဒီကဘာမှာရွှေကတန်မိုးမရှိဘူးအတုံးမဝင်တဲ့သတ္တုတစ်မျိုးလောက်ပဲလို့ပြောပါတယ်ပြီးတော့စိန်ကကာဗွန်ပဲဖြစ်လို့အိမ်မှာတောင်ထုတ်လုပ်လို့ရတယ်လို့ထပ်ရှင်းပြပါတယ်အဲ့ဒီအခါ Liam ကကဘာမြေမှာတန်မိုးကြီးတဲ့ရွှေနဲ့စိန်တွေဟာဒီကဘာမှာတော့ဘာတန်မိုးမှမရှိဘူးဆိုတာနားလည်သွားပါတယ်ဒါပေမဲ့ရွှေကိုချစ်တဲ့စိတ်ကတော့မပြောက်သေးပါဘူးသူကငါ့ကိုရွှေပေးလို့ပြောလိုက်ပါတယ် Brain ကသူတို့မှာ electronic ပစ္စည်းတွေလုပ်ဖို့သုံးတဲ့ရွှေတော့ရှိတယ်လို့ပြောပါတယ် Liam ကအဲ့ဒီရွှေတွေကိုဒင်္ဂါပြအဖြစ်သုံးလုပ်ပြီးသူ့အခန်းတစ်ခန်းလုံးအပြည့်ဖြည့်ထားဖို့အမိန့်ပေးလိုက်ပါတယ် Mithril နဲ့အခြားရှားပါသတ္တုတွေကိုလည်းဒဏ္ဍာရီလာလက်နက်တွေအဖြစ်လုပ်ပေးဖို့ပြောပါတယ်ဒါပေမဲ့ Brain ကသူတို့နယ်မြေထဲမှာဒီလိုလက်နက်တွေလုံနိုင်လောက်အောင်ကျွမ်းကျင်တဲ့ပန်းပဲဆရာမရှိဘူးလို့တောင်းပန်ပြီးပြောလိုက်ပါတယ် Liam ကစိတ်ပြတ်သွားပါတယ်အဲ့ဒီအချိန်မှာ Amage ကပင်လယ်ဓာတ်ပြတွေနဲ့တိုက်ခိုက်နေတော့တတိထားမိတဲ့အချက်တစ်ခုကိုပြောပြပါတယ်လက်ရှိ Banfield မိသားစုမှာစစ်တင်မော10တူညစီးရှိပေမဲ့အဲ့ဒီထဲက30ပဲအသုံးပြုလို့ရပြီးအရေးပေါ်အခြေအနေမှာ2တူညစီးလောက်ပဲချက်ချင်းထုတ်သုံးနိုင်တယ်လို့ပြောပါတယ် Liam ကဒီလောက်ပဲရှိတာနဲ့ပင်လယ်ဓာတ်ပြတွေကိုအနိုင်ရခဲ့တာလားလို့အံ့ဩသွားပါတယ် MLG ကပင်လယ်ဓာတ်ပြတွေကသူတို့ကိုရှော့တွက်ခဲ့တာရဲ့ Liam ရဲ့တိုက်ပွဲစွမ်းရည်ကြောင့်သူတို့ကိုအမြန်ဖိအားပေးနိုင်ခဲ့တာရဲ့ကြောင့်အနိုင်ရတာလို့ရှင်းပြပါတယ် Liam ကဝမ်းသာပေမဲ့သူ့စစ်တင်မော80ကအသုံးမဝင်တာကိုတော့စိုးရိမ်နေပါတယ် MLG ကအသုံးမပြုတဲ့တင်မောအဟောင်းတွေကိုအပိုင်းအစအဖြစ်ရောင်းလိုက်ဖို့အကြံပေးပါတယ် Brain ကချက်ချင်းကန့်ကွက်ပြီးစစ်တင်မောအရေးအတွက်လျော့သွားရင်ပင်လယ်ဓာတ်ပြတွေကအားနည်းတယ်ထင်ပြီးထပ်တိုက်လိုက်မယ်လို့ပြောပါတယ် MLG ကတော့အသုံးမပြုတဲ့တင်မောတွေကိုထိမ့်သိမ်းရုံနဲ့တင်ငွေအများကြီးကုန်နေပြီးသူတို့မှာပတ်စံလည်းမလုံလောက်ဘူးလို့ပြန်ရှင်းပြပါတယ် Liam က Amage ဘက်ကသဘောတူပြီးပတ်စံအလားအတာမဖြုံးချင်တာကြောင့်အသုံးမဝင်တဲ့တင်မောတွေကိုရောင်းမယ်ဒါမှမဟုတ်အသုံးဝင်အောင်ပြန်ပြင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ် MLG ကပင်လယ်ဓာတ်ပြတင်မောတွေကရလာတဲ့ပစ္စည်းတွေကိုရောင်းပြီးအဲ့ဒီငွေနဲ့တပတ်ရစ်စစ်တင်မောတွေအများကြီးဝယ်နိုင်တယ်လို့အကြံပေးပါတယ်နောက်ဆုံးပုံမှာတော့မဟုတ်ပေမဲ့စစ်တပ်ကိုအင်အားပြန်ဖြည့်ဖို့လုံလောက်တယ်လို့ပြောပါတယ် Brain ကထပ်ပြီးကန့်ကွက်ကတပတ်ရစ်တင်မောတွေတုံးရင်မိသားစုရဲ့ဂုဏ်သိက္ခာထိခိုက်မယ်လို့ပြောပါတယ်ဒါပေမဲ့ Liam ကမိသားစုဂုဏ်သိက္ခာအဆင့်တန်းဆိုတာကိုလုံးဝဂရုမစိုက်ပါဘူးသူလိုချင်တာတစ်ခုပဲအနိုင်ရဖို့ဒါကြောင့် Amage ကိုတပတ်ရစ်စစ်တင်မောကောင်းတွေချက်ချင်းဝယ်ခိုင်းလိုက်ပါတယ်တစ်ဖက်မှာတော့ဝင်းရဲ့နယ်မြေနဲ့အဝေးကြီးမှာနေဟာ Empire စစ်တပ်ကအထက်တန်းစားမင်းမျိုးမင်းနွယ်တွေရှိမှာခုမြောက်လက်နက်စက်ရုံကထုတ်လုပ်ထားတဲ့နောက်ဆုံးပေါ်စစ်တင်မောကိုမိတ်ဆက်နေပါတယ်သူမကဒီတင်မောဟာအရင်မော်ဒယ်တွေထက်ပိုအားကောင်းတယ်လောင်စာစီပိုတက်တာတယ်ထိမ့်သိမ်းရတာလည်းပိုလွယ်တယ်လို့အသေးစိတ်ရှင်းပြပါတယ်တင်ပြမှုပြီးသွားတဲ့အခါခုမြောက်လက်နက်စက်ရုံကသူမရဲ့ပြိုင်ဘက်အမျိုးသမီးကသူတို့ရဲ့တင်မောကိုမိတ်ဆက်ပါတော့တယ်သူမကဒီတင်မောကိုစူရပြီးသူကပညာရှင်ဒီဇိုင်းဆွဲထားတယ်လို့စတင်ပြောပါတယ်တင်မောအတွင်းပိုင်းကိုနာမည်ကြီး Fashion Company ကဒီဇိုင်းဆွဲထားပြီးအလှဆင်ပစ္စည်းအလုံးကိုလည်းရှားပါပြီးဈေးကြီးတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတယ်လို့ဂုဏ်ယူစွာပြသပါတယ်ဒီတင်မောကိုစီးရင်တိုက်ပွဲဘလောက်ပြင်းပြင်းအမြဲတမ်းခန့်ညားလှပနေမှာပါလို့ပြောလိုက်ပါတယ်ဒီအယောင်စကားကထိရောက်သွားပြီး Empire စစ်တပ်ကမင်းမျိုးမင်းနွယ်တွေဟာခုမြောက်စက်ရုံရဲ့တင်မောကိုပဲဝယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ် Niace ကအရန်အံ့ဩသွားပြီးကျမရဲ့တင်မောကပိုကောင်းနေတာကိုဘာလို့ luxury cruise လို့တင်မောကို battleship ထက်ရွေးကြတာလဲလို့မေးလိုက်ပါတယ်ခုမြောက်စက်ရုံကအမျိုးသမီးကသူတို့တင်မောမှာလည်းကျွမ်းကျင်သူတွေလုပ်ထားတဲ့လက်နက်တွေပါလို့အားကောင်းတယ်လို့ပြောပါတယ်ဒါပေမဲ့အားကောင်းရုံနဲ့မလုံလောက်ဘူးလှပပြီးလူကြိုက်များဖို့လည်းလိုတယ်လို့ပြန်ဖြေပါတယ် Niace ဘလောက်ပဲရှင်းပြဘယ်သူမှစိတ်မဝင်စားတော့ပါဘူးအဆောက်အဦတွေကထွက်လာတဲ့အချိန်မှာ Niace ကသူ့ပြိုင်ဘက်ကိုတကယ်စစ်တပ်ရရင်ခုမြောက်စက်ရုံရဲ့တင်မောကအပြတ်တက်နိုင်ရမှာလို့ပြောလိုက်ပါတယ်သပင်ရွှေရောင်အမျိုးသမီးကရေမောပြီး
အဲ့ဒီလိုရှင်တိုက်ရမယ့်နေ့ဘယ်တော့မှရောက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့မင်းလုပ်တဲ့တာမန်ညီးငွေ့စရာတင်မောတွေကိုဘယ်သူမှမဝယ်ဘူးလို့လှောင်ပြောင်လိုက်ပါတယ်ဒီစကား